ဆိုတော့တနေ့တာမှာအပြင်မှာဝယ်စားလို့ရှိရင်ဘယ်တော့ကုန်ကြလဲဆိုတာကိုဆိုဒီနေ့မှာ vlog အနေနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ်ဆို vlog မြဲတာလွန်ခဲ့တဲ့2နှစ်လောက်ရှိပြီပေါ့နော်ဒီလိုမျိုး vlog တွေမရိုက်ဖြစ်ပင်းနေဆိုတော့ပြန်ရတာဖြစ်ပါတယ်ဆိုတော့ actually ဆိုပါမှာစားလို့ရှိရင်တော့အရန်ကြီးမကုန်ပါဘူးတယောက်ကိုရန်600တယောက်ကိုရန်900ပေါ့နော်ဆိုတော့နှစ်ခုစားလိုက်လို့ရှိရင်တော့1100လောက်ပဲကျပါတယ်ဆိုတော့အခီဆိုပါတော့အလောက်ကြီး healthy ဖြစ်တယ်လို့ပဲပြောအောင်မလို့အရင်ကြီးလဲမစားလို့ကောင်းစားလို့ရပါတယ်ဆိုတော့ okay ဆိုတော့အဲ့ပြပါလိဆိုတော့ရှင်တော့ဆိုတော့ကနေတော့ဆက်မှာဖြစ်ပါတယ်ကနေတော့တည့်တဲ့အတိုင်းပဲ fish market ပေါ့နော်တိုကျိုမှာရှိတဲ့ fish market မှာဒီဆိုင်ကတော့အရင်မကောင်းမနဲ့ဖြစ်ပါတယ်အဲ့ဒီ fish market မှာဆိုလို့ရှင်တော့နိုင်ငံသားတွေအတွက်ဘယ်လိုပြောမလဲခန်းလုံးဝ tourist vibe ဖြစ်နေတဲ့အတွက်အရန်ကိုဈေးကြီးတယ်ပေါ့နော်အပြင်မှာစားလို့ရှိရင်ဒါပေမဲ့ဒီဆိုင်မှာဆိုလို့ရှိရင်ဒီကနန်းကိုကင်ထားတာဆိုတော့ကနန်းကင်ထားတဲ့အတွက်ကြောင့်မလို့တာမန်ဆိုင်နေဆိုလို့ရှိရင်အပြင်မှာကနန်းလက်မအကြီး king crab အကြီးတစ်ခုလိုပဲရန်ရှိတာဒါပေမဲ့ဒီဆိုင်မှာကျတော့ရန်9500ပဲပေးရတယ်မီဆိုစုကလည်းရန်900ပဲရှိရဒီကနန်းလက်မလေးပါပါတယ်ပေါ့နော်ဆိုတော့ဒီကနန်းလက်မကရန်900ပြီးတော့မကြခင်ပြမဲ့ဟာပေါ့နော်ဆိုတော့မကြခင်ပြမဲ့ဒီကနန်းဒီဟာလေးဆိုတော့ဒီဟာလေးကဆိုလို့ရှိရင်ရန်9000ပေါ့ဆိုတော့သူများတွေကဒီဆိုင်မှာအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ကွာဒီခန်းကြီးကိုတော့ထားပဲဟိုးတိုင်းကြိုက်လို့စားလို့ရတဲ့ကြိုက်လို့စားတဲ့ဆိုင်လုံးပေါ့နော်ဒါပေမဲ့ကိုရီးယားအဲ့လိုမစားဘဲနဲ့ဒီလုံးဝကနန်းလက်မအကြီးနှစ်ချောင်းထည့်ပေးထားတာမှရန်9000ပဲရှိပါတယ်ဆိုတော့နောက်တစ်ခုဆိုတော့သွားတော့ဆိုတော့နှစ်ယောက်လုံးကစားဖက်တာအရင်ကြိုက်ပါတယ်ဆိုတော့စူးဖက်နေတဲ့စားအုပ်ဆိုလို့ရှိရင်တော့တကယ်ကိုအရင်နာမည်ကြီးတဲ့စားအုပ်ပေါ့နော်ဆိုတော့အဲ့ဒီစားအုပ်ဖက်မယ်ဆိုပြီးတော့ဒီကိုကိုချောကလက်တောက်ပါတယ်ဆိုတော့အိမ်မှာဆိုလို့ရှိရင်လည်းဈေးကြီးရောပေါ့နော်တစ်ခုရန်1000လောက်ပေးလိုက်ရတယ်ပြီးတော့စားအုပ်တော့ဝယ်ပါတယ်ထုံးစံတိုင်းပဲစားတော့ဝယ်ပြီးတော့နောက်ဆုံးအနေနဲ့ကျတော့ဆိုတော့မကြခင်ဆောင်းရသည်ကပို့ပြီးတော့အီလန်မှာဖြစ်တဲ့ဂျက်ကတ်တော့ဝယ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အရင်ကြီးတော့မရှိပါဘူးเนาะဂျက်ကတ်ကတော့တွေ့ရတဲ့အမဲနဲ့အပြိုင်အောင်နဲ့ဘယ်ကပို့လှဲလဲလို့ပို့လှလဲလို့ယူနေတဲ့အချိန်မှာအမတော့အပြိုင်အောင်ကတစ်ခါကျလှပြီးမယ်လေအမဲရောင်ကသိတိုင်းပဲလေready to go တွေပါအဆင်ပြေတဲ့အဲ့ပဲရေးလိုက်ပါ